Dani yani pani dani dukhani aisi dani sa Dada lavandi dandare mudi daya dukhanti we Bondo dhyana parita bang turo kaundo Dandare anamadeka bawa pinje Benle dandaraji dwenai Pani dani Amin zong amomya song akong zong usoa gongdo Yani dukhani sa luchanda na chanda asapyadi Chanda puado si se myo myo do di lagaw Aisi dani tatawa manamya Lola nitaya gongdo yani dukhani sa Luchanda na chanda Asapyadi chana dowa ajensi zayamyosa do di lagaw Dani tensha bomo shiwe neja legong i Dani dukhani Thosi zayin chana apsyapya go mudi daya durava do i chana jengo Lonzwa lola mudi da daya psyan Dada dadawa bauno di labandi alwa dego ya yu khanza naija legong i Dada dadawa bauno de mudi daya mudi da daya jau We ekandena sense eka ama abshen Dandare bawa myaswa dandara mai bondawai nai Dukhandi myapya pizong kong long phi kain chanda nai ja gong ya dadi Loka rema Luriya chana dukha Yani jare sisi myo myo bo Lu chanda na chanda Lu loka ma lebe Pipi song song chanyanda da ne Niyada ha Vyama vihara daya leba rema Vedai mudita daya chao Ba daya chao le Vyama vihara daya leba shide thema Medaye, karunaye, muditaye, upikhaye Pazauma yaye mabao Dacho upikha Dilo dhone Amamagaro saja beja bhai upikha Meda sura nale de Karuna sura nale de Mudita sura nale de Upikha sura bale Ubeka sura ko dacho wale nyane phit chen na phit ne nga ubeka pyu tha pi pissa lakha tha ta ko ubekha lo di lo le thin nya Ubekha sura Mya tho a phin pyo ne de na ma le ta mya de Ubekha sura ubekha pyu tha pi la ma pyo ne ba ma la pyo tan le ma ja chin Myat na le ma ji chin Nga ro ubekha pyu tha ta ja pi Upikha pyu tha ta ja pi Ero ubekha sura bale so yin alle alla man nida Chanda de ja le be win ma ta do Sin ye de ja le be win ma ne do Alle alla man Chanda sin ye tone khu ye ja de ma sait tha nain ta ko Era ubekha sait ba sait le Ubekha sait Vyama pi ma nede vyama ji de ha Tattva de ye apaw ma metta tha de Karuna tha de Mudita tha de Upikha tha de Upikha tha deဆိုတာTattva de chanda sin ye Vyama de ye sait the ma ba ma phit do Era ko upikha lo thong de Era di neya ma di neya pyo chin ta ka Mudita daya ko pyo chin ta Ba daya le Eri muditaဆိုတာba le so yin Mudita ဆိုတဲ့စလုံးလေးကိုဘုန်းကြီးတို့ဘုရားတိုင်ရေးကြည့်ရင်စလုံးလေးက3လုံးနဲ့မုဒိတာဘယ်နှလုံးရှိတယ်3လုံးရှိတယ်အဲ့ဒီမုဒိတာရဲ့အကြောင်းအရာကိုမပြောခင်မှာဗြဟ္မဝိဟာရတရား၄ပါးထဲမှာနံပါတ်1မေတ္တာတဲ့မေတ္တာဆိုတာနားလေတဲ့မေတ္တာပို့တယ်တဲ့ဘာလို့တယ်တဲ့လဲအခုဓမ္မဂတိကဆရာတော်တွေကြွလာရင်ဒီမန္တတိုင်းမှာကြားရတယ်ဆရာတော်ကျမ်းမာပါသည်ချမ်းသာပါသည်သာသနာဝခန္ဓာဝကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေအဲ့ဒါဘာပို့တာလဲဘေးသာအဲ့ဒါဘာပို့တာလဲ
ဓမ္မဂရိကဆရာတော်တွေကလည်းပလင်မော်ရောက်ပြီးဘုရားရှိခိုးပြီးတာနဲ့တခါပရိသတ်မေတ္တာပြန်ပို့တယ်ပို့လားမပို့ဘူးလားဟိုတိရိကိုစတော်ကြီးတို့ဆိုကိုယ်စိတ်နှဖျားဘေးရန်ကွာချမ်းသာကြပါစေဆိုပြီးတော့အဲ့ဒါတိရိကိုစတော်တို့လည်းပလင်မော်တဲ့မေတ္တာပို့တာအဲ့တော့မေတ္တာကတိတ်ထူးထူးဆန်းဆန်းဘာမှတိတ်ပြောစရာမရှိဘူးအဲ့မေတ္တာနောက်ကလိုက်လာတာကရုဏာမေတ္တာနောက်ကလိုက်လာတာဗါတယ်လေကရုဏာဆိုတာတဏှာတာကရုဏာဆိုတာဗါတယ်လေဘယ်လိုပုဂ္ဂိုလ်တဏှာတော့ဆိုရင်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ရင်တဏှာတာအဲ့ဒါကရုဏာတဏှာတာပါဇက်ကနေပြီးတော့တဏှာပါတယ်ပြောနေုံနဲ့အဲ့ဒါကရုဏာပို့လို့မရဘူးတကယ်တဏှာရင်မိမိစားတဲ့ထဲကဝေပြီးတော့ပေးတယ်မိမိဝတ်တဲ့ထဲကဝေပြီးတော့ပေးတယ်အဲ့ဒါကကရုဏာအခုကမုဒိတာအခုပြောမှာပါတယ်လေမောဒန္တိတတ္တပရတံပတိဧဒါယတိမုဒိတာဧဒါယဤတရားဖြင့်ဧဒါယဤသဘောတရားဖြင့်တတ္တတတ္တဝါပေါင်းတို့သည်ပရတံပတိသူတော်ဘာတို့၏ပြည့်စုံခြင်းကိုမောဒန္တိဝမ်းမြောက်နိုင်ကြလေကုန်၏ဣတိတတမထိုကြောင့်မုဒိတာဟု၍တတ္တဗံကောင်းစွာမသွေမတန်ထိုက်ပါပေတော်တည်းသူတော်ဘာပြည့်စုံနေတာသူတော်ဘာတိုးတက်နေတာသူတော်ဘာချမ်းသာနေတာသူတော်ဘာကားစီးနိုင်တာသူတော်ဘာရွှေဝဲနိုင်တာသူတော်ဘာတိုက်နဲ့တာနဲ့နေနိုင်တာကိုကြည်ပြီးတော့ဧဒါယဤသဘောတရားဖြင့်တတ္တတတ္တဝါပေါင်းတို့သည်ပရတံပတိသူတော်ဘာတို့ရဲ့ပြည့်စုံခြင်းကိုတဲ့မောဒန္တိဝမ်းမြောက်နိုင်ကြလေကုန်၏ဣတိတတမထိုကြောင့်မုဒိတာလို့ခေါ်ပါတယ်သူတော်ဘာပြည့်စုံနေတာချမ်းသာနေတာကြွယ်ဝနေတာကိုကြည်ပြီးတော့စိတ်ထဲမှာဝမ်းသာပေးနေရင်အဲ့ဒါမုဒိတာပွားနေတာဝမ်းသာပေးနေရင်ဘာပွားတာမုဒိတာရဲ့သဘောလေးကသူတော်ဘာပြည့်စုံနေတာကိုယ့်ကိုပြည့်စုံရင်စုံမပြည့်စုံရင်နေသူတော်ဘာပြည့်ပြည့်စုံစုံချမ်းချမ်းသာသာနဲ့နေရင်အဲ့ဒီတော့ကိုကြည်ပြီးတော့ဝမ်းမြောက်နိုင်တာကိုဘယေတယေမုဒိတာလို့ခေါ်တယ်ဘာလို့ခေါ်တယ်ကဲဆိုလိုက်စမ်းမှာချမ်းသာခြင်းသူရှင်လူအများတို့ဘာတရားကိုတဲ့ပွားရမယ်လေးပြပြမစိုးပွားရများမှာမြတ်စွာဘုရားကဟောခဲ့တယ်သူတစ်ပါးတွေပြည့်စုံမှုကိုဝန္တာပြုလို့နေရမယ်မုဒိတာတရားဝန္တာညာပစ္ဆံတပြားမကုန်နဲ့အဲ့ဒါကြောင့်မုဒိတာတရားလက်ကင်ထားနေသွားကြပါကွယ်ချမ်းသာခြင်းသူရှင်လူအများတို့ဘာတရားကိုတဲ့ပွားရမယ်လေးပြပြမစိုးပွားရများမှာမြတ်စွာဘုရားကဟောခဲ့တယ်သူတစ်ပါးတွေပြည့်စုံမှုကိုဝန္တာပြုလို့နေရမယ်မုဒိတာတရားဝန္တာညာပစ္ဆံတပြားမကုန်နဲ့အဲ့ဒါကြောင့်မုဒိတာတရားလက်ကင်ထားနေသွားကြပါကွယ်အဲ့ဒီတော့ဘုန်းကြီးတို့ဘေးသားပေါင်းသူတော်ကောင်းတို့လောကထဲမှာစိပါဥစ္စာပြည့်ပြည့်စုံစုံချမ်းချမ်းသာသာနဲ့နေကြရင်သူတော်ဘာရှိစိတ်ဥစ္စာချမ်းသာနေတာကြွယ်ဝနေတာတွေကိုကြည်ပြီးတော့ဝမ်းသာပေးလိုက်တဲ့တူသောအကျိုးပြန်ပေးမယ်။ဘာအကျိုးပြန်ပေးမယ်။သူတော်ကျိုးကိုပြန်ပေးမယ်တဲ့မုဒိတာပွားပါအဲ့တော့ဒီနေရာမှာဘယေတရဲ့မုဒိတာပွားပုံလေးပြောကြအောင်ဆိုမေတ္တာပွားတာကတော့သိတယ်မေတ္တာပို့တာသိတယ်မေတ္တာဘယ်လိုပို့လဲပို့ပြီးခုနတော့က
ဒီတကူစတော်ကြီးတို့လည်းကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေဒါမေတ္တာပို့တယ်တဲ့မေတ္တာပို့တယ်လို့ပိဋကတွေကရုဏာလည်းပို့လို့ရတယ်နောက်တစ်ခုမုဒိတာလည်းပို့လို့ရတယ်ဘာလဲပို့လို့ရလဲအဲ့တော့မေတ္တာပို့တာကိုလူတော်များများပို့လဲပို့တတ်တယ်နားလဲလေတယ်မုဒိတာပို့ဆိုတော့မုဒိတာဘယ်လိုပို့မလဲဖေဟာမေတ္တာပို့တော့တပည့်တော်တို့ရပါတယ်မေတ္တာပို့တွေအများကြီးပဲရထားတာကြက်ထားတာရှေတိုင်းစကြဝဠာနေကြတဲ့တတ္တဝါကျမ်းမှချမ်းသာစေဖို့ရာလမ်းဖြာဝမ်းသာစေဖို့ရာအောင်တပြေညောင်ရီလောင်းလို့ဆူတောင်းအခါကတပြေနုရွယ်ဝါစေရတုသဗ္ဗမင်္ဂလာရှေရမနေလူတိုင်းလူရွာပြေကြောက်ဝိုင်းစတော်ကြီးတို့လက်ထက်ကတော့ပလင်ပေါ်တက်ရင်ကြောက်ဝိုင်းစတော်ကြီးတို့မေတ္တာပို့သွားတာရှိရှိသမျှတတ္တဝါတို့မှာကိုရောစိတ်ပါချမ်းသာ၍သာဆင်းရဲမရှိတိဒုက္ခအိစီတောင်းလိုရာပြည့်လို့ချမ်းသာခြင်းလည်းငင်းရပါစေနောက်ရမနေအရာလေးမျက်နှာပြီးတော့အထက်ပို့အထက်အရာမနေနတ်တိုင်းနတ်ရွာပြေရှိရှိသမျှနတ်မြမာတို့မှာကိုရောစိတ်ပါချမ်းသာ၍သာဆင်းရဲမရှိတိဒုက္ခအိစီတန်လိုရာပြည့်လို့ချမ်းသာခြင်းလည်းငင်းရပါစေအောက်အရာမနေငရဲပြေဒါမေတ္တာပို့တာဘာလို့တာလဲမေတ္တာပို့တယ်လို့ပိဋကတွေမုဒိတာလည်းပို့လို့ရတယ်တဲ့ဘာလဲပို့လို့ရလဲမုဒိတာလည်းပို့လို့ရတယ်တဲ့မုဒိတာဘယ်လိုပို့တော့ဆိုရင်ဘုန်းကြီးတို့ပါဠိတော်မှာယထာလတ္တသဗ္ဗတိတောမာဝိကေသန္တုမေတ္တာပို့တာကတော့လွယ်တယ်အဝေရာဟွန်တုအပြပိသာဟွန်တုအနေကာဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုဒါမေတ္တာပို့တာဒါပါပို့တာမေတ္တာပို့တယ်လို့မုဒိတာလည်းပို့လို့ရတယ်ဘယ်လိုပို့မလို့ယထာလတ္တသံပတိတောမာဝိကေသန္တုယထာလတ္တသံပတိတောမာဝိကေသန္တုအဲ့ဒါပါဠိလိုပို့လိုက်တာဘယ်လိုပို့တာလဲယထာလတ္တသံပတိတောရရှိပြီးတော့စိစိမ်ချမ်းသာမျိုးမျိုးတို့မှာမာဝိကေသန္တုမယောပါမပျက်စီးမပြောင်းလဲပါစေကုန်တည်းတဲ့အဲ့ဒါမုဒိတာပို့တာဘာပို့တာဘုန်းကြီးတို့ဘေးသားပေါင်းတော်ကောင်းတို့မုဒိတာပို့ဘူးလားမပြောဘေးသားဖြေသားမှာမုဒိတာပို့ဘူးလားမေတ္တာတော့ပို့ဘူးတယ်မို့လားအေးဒီနေ့ညာအဲ့ဒါမုဒိတာပို့ပုံလေးတိုင်မေးမယ်လိုက်ဆိုဘေးသားရရှိပြီးသားရှိစိမ်များပြပြခြင်းမှကင်းပါစေရရှိပြီးသားစိစိမ်များပြပြခြင်းမှကင်းပါစေတနေ့တခြားဒီလာတိုးပွားကြပါစေတနေ့တခြားဒီလာတိုးပွားကြပါစေအဲ့ဒါဘာပို့တာမုဒိတာပို့တာဘာပို့တာအေးရရှိပြီးသားစိစိမ်များပြပြခြင်းမှကင်းပါစေတနေ့တခြားဒီလာတိုးပွားကြပါစေလို့မုဒိတာလည်းပို့လို့ရတယ်ဘာလဲပို့လို့ရလဲကဲဆိုလိုက်ပါမုဒိတာတရားနေ့စဉ်ပွားနေသွားနိုင်ပါစေမုဒိတာတရားနေ့စဉ်ပွားနေသွားနိုင်ပါစေမုဒိတာပို့တယ်ဆိုတာယခုပြောခဲ့ပြီးယထာလတ္တသံပတိတောမာဝိကေသန္တုသူတို့ရထားတဲ့စီဝါဥစ္စာတွေမပြည့်စည်ပါစေနဲ့မပြည့်စည်ပါစေနဲ့မိမလောင်ပါစေနဲ့ရေမမျောပါစေနဲ့ယန္တုမျိုး၅ပါးမဖြစ်ရှိပါစေနဲ့ရရှိပြီးသားစီဝါဥစ္စာတွေဒီရေလာကဲ့သို့တိုးတက်ပါစေလို့အဲ့ဒီလို့ဆိုရင်ဘုရားရဲ့အဲ့ဒါမုဒိတာပို့တာမပို့တာတဲ့လေမုဒိတာဆိုတာပါဠိစလုံးမြန်မာလိုပြောရင်ဝမ်းမြောက်မှုတဲ့
မုဒိတာကိုမြန်မာလိုပြောရင်ပါတယ်လေဝမ်းမြောက်မှုတဲ့သူတော်ဘာတိုးတက်နေတာတွေ့ဝမ်းမြောက်တယ်အဲ့ဒီဝမ်းမြောက်နေတဲ့လူရဲ့မုဒိတာပွားနေတဲ့သူရဲ့နှလုံးသားမှာဒေါသမဝင်မှုတဲ့ဘာမဝင်မှုတဲ့လေအေးဘောသူတော်ဘာတိုးတက်နေတာကြီးပွားနေတာကြည်ပြီးတော့ဝမ်းသာနေတဲ့သူရဲ့မုဒိတာပွားနေတဲ့သူရဲ့စိတ်ထဲမှာပိဋိဒေါသဖြစ်ပါမလားဒေါသမဖြစ်ဘူးတဲ့ဒေါသမဖြစ်တော့ဒေါသကိုင်းဝင်ဖြစ်တဲ့အငြင်းကြီးတွေကင်းစင်တယ်အဲ့ဒီလိုမုဒိတာပွားနေတဲ့သူတယောက်ရဲ့နှလုံးစိတ်ဝမ်းဟာပိဋိငြိမ်းချမ်းတယ်တဲ့နှလုံးသွေးဟာလည်းပဲအေးမြပြီးတော့နေတယ်ဒါကြောင့်သူ့ရဲ့ရုပ်ကိုကြည့်ရုပ်ကြည်တယ်တဲ့ရုပ်ဘာဖြစ်နေတယ်လဲမုဒိတာပွားနေတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ဟာအမြဲတမ်းကြည်လင်ပြီးတော့နေတယ်သူတော်ဘာတိုးတက်နေတာကြီးပွားနေတာကုသိုလ်ကောင်းမှုတွေပြုလုပ်နေတာကိုကြည်ပြီးတော့မုဒိတာပွားနေတဲ့သူရဲ့မျက်လုံးဟာအမြဲတမ်းကြည်လင်ပြီးတော့နေတယ်ချို့ကြတော့အဲ့လိုမဟုတ်သူများတိုးတက်နေတာကြီးပွားနေတာတွေ့မျက်စောင်းကြီးတခဲခဲထိုးပြီးတော့မလေးခိုးတော့ကဈေးထဲမှာကစွန်းရဲ့ရောင်းနေတဲ့ကောင်မကမြအခုမှကားလေးစီးနိုင်လို့ဘယ်လိုဖြစ်တာညာလိုဖြစ်တာဒီဘက်ကနေပြီးတော့မျက်နာတွေရွက်မျက်စောင်းတွေထိုးအဲ့ဒီမျက်လုံးမကြည့်ဘူးတဲ့ကြည်တဲ့လားအဲ့ဒီမျက်လုံးမကြည့်ဘူးတဲ့အဲ့ဒီမျက်နာမကြည့်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုရင်ဘယတာတဲ့အဲ့ဒါအိတ်သာပွားနေတာဘာပွားနေတာအိတ်သာဆိုတာဒေါသခိုင်းဝင်ပဲဒေါသအုပ်စုထဲမှာပါတယ်အဲ့ဒါဒေါသတွေဖြစ်နေတာဒေါသအနုစားခေါ်တယ်ကိုဒေါသဖြစ်လို့ဖြစ်မှမသိဘူးဒုတ်ဆွဲဓာဆွဲမှဒေါသဖြစ်တယ်ထင်တာအမှန်မှမဟုတ်ဘူးဘယတာသူတော်ဘာတိုးတက်နေတာသူတော်ဘာကြီးဝါနေသူတော်ဘာနာမည်ကြီးနေတာသူတော်ဘာချမ်းသာနေတာကြီးမုဒိတာပွားမပွားရမလဲဒီကောင်ကခုမှဘယ်လိုဖြစ်တာဟိုတုန်းကဘယ်လိုပါကွာဆိုရင်အဲ့ဒါကိုယ်စိတ်ဓာတ်ကိုပေါ်ပြလိုက်တာနဲ့အတူတူပဲဒီကောင်ကဟိုတုန်းကဘယ်လိုပါအခုမှမလေးဘယ်လိုပါဆိုရင်အဲ့ဒါကိုယ်စိတ်ဓာတ်ကိုပေါ်ပြလိုက်တာနဲ့အတူတူပဲသူတော်ဘာကြီးဝါနေတာတိုးတက်နေတာတွေ့ရင်ပိဋကတ်တွေမုဒိတာပွားပေးပါဘာပွားပေးမလဲပတ်စံကုန်သလားအေးဒါကြောင့်မို့လို့ဟိုမှာပြောနေတဲ့ပတ်စံတပြားမှမကုန်မှုတဲ့ကုသိုလ်ရတဲ့ဗာရတယ်တဲ့လေချမ်းသာခြင်းသူရှင်လူများတို့ဘယ်တရားကိုတဲ့ပွားရမယ်လေးပါးပြမစိုးပွားရများမှာမြတ်စွာဘုရားကဟောခဲ့တယ်သူတစ်ပါးတွေပြည့်စုံမှုကိုဝန္တာပြုလို့နေရမယ်မုဒိတာတရားဝန္တာညာပတ်စံတပြားမကုန်နဲ့ပတ်စံမကုန်မဲနဲ့ရတဲ့ကုသိုလ်မုဒိတာပွားပါဘာပွားရမယ်မုဒိတာမပွားနိုင်ဘူးဆိုရင်ပရိသတ်တွေဘယ်လိုဖြစ်တော့အဲ့ဒီလူရဲ့နှလုံးစိမ်ဝါမငြိမ်းချမ်းမှုတဲ့ဒေါသဂိုင်းဝင်အုပ်စုဖြစ်တဲ့အိတ်တာတရားလွှမ်းမိုးပြီလို့ဆိုရင်မျက်နှာလည်းမကြည့်တော့ဘူးတဲ့မျက်လုံးလည်းမကြည့်တော့ဘူးတဲ့ဒါကြောင့်မျက်နှာနဲ့မျက်လုံးကြည့်နေတဲ့ပုဂ္ဂိုလ်တွေဟာဘေးတတ်တွေမုဒိတာပွားနေတဲ့ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်တဲ့လဲအေမုဒိတာပွားနေတဲ့ပုဂ္ဂိုလ်တဲ့ဒါကြောင့်မစိုးရိမ်ဆိုတော့ဘုရားကြီးရေးခဲ့တဲ့လင်္ကာလေးရှိတဲ့ဘေးတတ်ရဲ့လိုက်ဆိုကြည်စားမှာကိုယ်ထက်သာလျင်မုဒိတာဝင်မဝင်အိတ်သာပြိုင်တတ်တယ်ပြိုင်မဲ့အစားမုဒိတာပွားစိတ်ထားပြုပြင်ပြောင်းပါမယ်ကိုယ်ထက်သာလျင်မုဒိတာဝင်မဝင်အိတ်သာပြိုင်တတ်တယ်ပြိုင်မဲ့အစားမုဒိတာပွားစိတ်ထားပြုပြင်ပြောင်းပါမယ်အေမုဒိတာတရားဆိုတာဝန္တာရာမုဒိတာတရားဆိုတာဗါတဲ့လေမုဒိတယပမောဒနိတတ္တာပရဒုက္ခဆယံတပိပါကောဒုက္ခောယေဝတေနတံဘာဝယေတရာတတ္တဝပေါင်းတို့သည်မုဒိတာယမုဒိတာတရားဖြင့်ပရဒုက္ခဆယံပရဒုက္ခဆယံသူတစ်ပါးတို့ဤပေါ်များချမ်းသာခုံဝါလျံထိမ့်မြတ်စီစဉ်ကိုပမောဒန္တိမညူမဆူကြည်ကြည်မြူမြူဖြင့်ဝမ်းမြောက်နိုင်ကြလေကုန်၏တပိပါကောထိုမုဒိတာ၏အကျိုးသည်
သူခေါ်ရေဝဆင်းရဲဟု၍မြုံငွေပဲချမ်းမြေ့ကြည်စွာချမ်းသာခြင်းပါပေသည်တေနထို့ကြောင့်တံထောမုဒိတာတရားကိုတရာအခါခါသိဘာဝရေအိတ်တယံမနောက်ဖဲနှစ်သက်ကြည်သာစွာပွားများလိုက်ကြကုန်ရာတည်းမုဒိတာတရားမပွားနိုင်လို့ပရိသတ်ရဲ့ပိဋ္ဌာဘုံသားဖြစ်သွားတဲ့ဒကမာကြီးတယောက်ကြောင့်ကိုပြောမယ်ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဒရှင်တွေမှာအသိပညာဘုဒ္ဓတရားဝေဟာတရားတော်များကိုရှားပွေပြီးမျှဝေပေးခြင်းဖြစ်ပါတယ်မြတ်စွာဘုရားပြိဋိဘံစံတော်မူပြီးသည့်နောက်ပရိသတ်ရာဇကြိုမှာဗမာလဲရာဇကြိုမှာပရိသတ်တွေအရှင်မကတ္တပအရှင်အနန္ဒာတို့ဥဆောင်ပြီးတော့ပထမသင်္ဃာနာတင်ကြတယ်အဲ့ဒီသင်္ဃာနာတင်ပွဲကြီးပြီးတော့ယဟန်တော်တွေလည်းအကုန်လုံးကိုယ်တိုင်းကိုယ်ဒေသကိုမူလကြောင်းတိုက်ပြန်ကြသင်္ဃာနာတင်တာကရာဇကြိုမှာအဲ့ဒီရာဇကြိုတန်ဃာတွေအကုန်စုပြီးတော့သင်္ဃာနာတင်ပွဲကြီးနဲ့ပြီးတော့အကုန်လုံးပြန်တော့အဲ့ဒီမှာအရှင်မဟာကိစ္စည်းတဲ့ဘယ်သူလဲမရတဲ့ရှင်မကိစ္စည်းမထေရကနောက်ပါတန်ဃာ12ပါးခေါ်တန်ဃာဘယ်လောက်ပါ12ပါးခေါ်ပြီးတော့ဘယ်ကြွသွားတော့ဆိုတော့ဥတေနမင်းအုပ်ချုပ်တဲ့ကောတံပိပြည်အဲ့ဒီကောတံပိပြည်အနည်းကတောရကျောင်းမှာတန်ဃာ12ပါးနဲ့သွားပြီးတော့သတင်းသုံးအဲ့တော့ဥတေနမင်းကြီးရဲ့အမတ်ချုပ်ပရောဟိတ်ပုံနာကြီးတမိသားဖ3ယောက်တဲ့တမိသားဖဘယ်နှယောက်ဥတေနဘုရင်ရဲ့မင်းတိုင်မင်းအမတ်ကြီးအဲ့ဒီအမတ်ကြီးတို့မှာမိသားစု3ယောက်ရှိတယ်အမတ်ကြီးရဲ့အမတ်ကတော်ရဲ့သားရဲ့သားနာမည်ကမောင်ဥတ္တရတဲ့သားနာမည်ကဘယ်သူတဲ့မောင်ဥတ္တရလူလင်ပေါ့ဒါနဲ့ကောတံပိပြည်ဥတေနဘုရင်ရဲ့အမတ်ချုပ်ကြီးအိဋ္ဌာရောက်သွားရောအိဋ္ဌာရောက်သွားတော့ဥတေနဘုရင်ကဥတ္တရလူလင်ကိုခေါ်တယ်အမောင်ဥတ္တရလာပါဦးကွာမင်းအဖေကမင်းတိုင်မင်းအမတ်ကြီးအဲ့တော့မင်းအဖေရဲ့ယာတို့ကိုမင်းဆက်ခံဆိုပြီးတော့ဥတ္တရလူလင်ကိုဘုရင်တိုင်အမတ်ချုပ်ယာတို့ပေးတယ်။ဘာယာတို့ပေးတယ်အမတ်ချုပ်ယာတို့ပေးတော့အိမ်ကိုပြန်လာပြီးတော့အမေလှုပ်တဲ့လူကမေးတယ်ဥတ္တရရဲ့အမေကတာရှင်မင်းခေါ်တာဘာလုပ်တာလဲအမေကျွန်တော်ကိုအဖေယာတို့ပေးတာဟောအဲ့ဒါဆိုငါသားကအမတ်ချုပ်ကြီးပေါ့ဟုတ်ပါတယ်အမေဟာအဲ့ဒါဆိုလို့ရှိရင်မင်းကလည်းငယ်ငယ်ရွယ်ရွယ်မင်းအဖေနေခဲ့တဲ့အိမ်ကြီးကအိမ်အိုကြီးကွယ်အဲ့တော့ကဲငါသားအိမ်ကောင်းလေးတလုံးပြန်ဆောက်ကောင်းပါပြီခင်ဗျားဆိုပြီးတော့ဘုရင်တိုင်အဲ့ဒီအမတ်ယာတို့အသစ်ဆက်ရထားတဲ့ဥတ္တရလူလင်ကတောထဲသွားပြီးတော့တစ်သွားခုတ်တာတောထဲသွားပြီးဘာသာလုပ်တာတစ်သွားခုတ်တော့အဲ့ဒီတောထဲမှာတောရဆောက်တည်နေတဲ့ဟိုရှင်မကိစ္စည်းနဲ့တန်ဃာ12ပါးအဲ့ဒါသွားတွေ့ရောရှင်မကိစ္စည်းနဲ့တန်ဃာ12ပါးကလည်းပရမသင်္ဃာနာတင်ပွဲကြီးပြီးတော့ရာဇကြိုကနေပြီးတော့အဲ့ဒီကောသမိပြည်ကိုရောက်လာတယ်အဲ့ဒါတောရဆောက်တည်နေတာတွေ့တော့အဲ့ဒီတန်ဃာတော်တွေကြီးညိုပြီးတော့ပရိသတ်တွေဘာလို့တလဲအဲ့ဒီမှာတရားနာတယ်တရဏဂုံဆောက်တည်တယ်ဥပဒကဖြစ်ခံယူပြီးတော့ရှင်ဘုရားတို့တပည့်တော်တို့ရွာကိုတပည့်တော်တို့မြို့ကိုရှင်ဘုရားတို့ဆုံးပုံမင်းကြွတော်မူပါဖရာလို့ဆွမ်းစားလဲပင်ခဲ့တယ်။ဘာလဲပင်ခဲ့တယ်။ဆွမ်းစားပင်ခဲ့ကောသံမိမြို့တွေရောက်တော့တအိတ်တဲ့ရှင်ဘာလို့တုံးဆိုရင်တရားနာလိုက်ဖိတ်တယ်။ဘာလို့တလဲ။မနေ့ပြင်ကခင်ဗျာကျွန်တော်တို့အိမ်မှာတန်ခါ12ပါးဆွမ်းကပ်ပါမယ်။အဲ့ဒီတန်ခါတော်တွေဆွမ်းကပ်တဲ့ဆွမ်းကြီးပွဲကြီးတရားနာကြွတော်မူပါခင်ဗျာတရားနာကြွတော်မူပါခင်ဗျာလို့ဆိုပြီးတော့ကိုယ်တိုင်တရားနာဖိတ်ပါတယ်ရှင်မကိစ္စည်းမထေရနဲ့သင်္ဃာတော်12ပါးကြွတော်မူလာတဲ့အခါကျတော့ကိုယ်တိုင်ထွက်ကျိုးလို့ဘေးတတ်တဲ့ဆွမ်းကပ်တယ်တရားနာတယ်ပြီးတော့မြို့ပြင်ထိအောင်လိုက်ပို့တယ်တဲ့ဘယ်ထိအောင်လိုက်ပို့လဲမြို့ပြင်ထိအောင်လိုက်ပို့တယ်နေ့စဉ်အိမ်ကိုဆုံးဖုံးမင်းကြွဖို့လို့လဲပင်တယ်တဲ့နေတိုင်းဆုံးဖုံးမင်းကြွစွန်းစာပြီးတိုင်းတရားနာဟောနောင်တော့ဘုရားရဲ့အဲ့ဒီဥတ္တရအမဟာသောတာပန်တည်သွားတယ်။ဘာတည်သွားလဲ။သောတာပန်တည်ဖို့ကိုရောက်လို့သောတာပန်တည်
သောတာပန်တည်လို့ပြီးတော့ဗုဒ္ဓသာသနာတော်ကြီးကိုကြီးညိုလွန်းလို့ဘုရားတည်းကြောင်းဆောက်ပြီးတော့လှူမယ်တဲ့။ဘာဆောက်ပြီးတော့လှူမယ်။ကြောင်းဆောက်ပြီးတော့လှူမယ်ဆိုသူကအခုမှအမတ်ဖြစ်ခါသာ။အဲ့တော့ပစ္စည်းဥစ္စာကတော့အဖေလက်ထက်ကကြံခဲ့တဲ့အမွေပေါ့လေ။အဲ့တော့အဖေလည်းကုသိုလ်ရအောင်အဖေလက်ထက်ကကြံခဲ့တဲ့ပစ္စည်းတွေထူခွဲရောင်းချပြီးတော့အရှင်မဂေစီနဲ့တန်ဃာတော်တွေသတင်းသုံးဖို့လို့ကျောင်းကြီးတစ်ချောင်းဆောက်တော့အမေလှုပ်တဲ့ဒကမကြီးကသူ့လှုပ်ရှားမြင်တရားမှမရှိပဲနဲ့ဘယ်နဲ့9ယောက်ကြာရှာခဲ့တဲ့ပစ္စည်းတွေဒင်းတက်တက်နဲ့ဖြုံးတီးနေတာဒင်းတက်တက်နဲ့ဖြုံးတီးနေတာဘယ်ကကိုတော်တွေမှလည်းမသိဘူးခုမှတွေ့ရတာဒီကိုတော်တွေသူကြည်ညိုပြီးတော့ကြောင်းဆောက်နေတယ်ဖခင်ပစ္စည်းတွေကိုဖြုံးတီးနေတယ်လို့အဲ့ဒီလိုယူဆပြီးတော့ဘုရားတိုင်မုဋ္ဌိတာမပွားနိုင်ဘူးတဲ့ဘာမပွားနိုင်ဘူးလဲတစိမ့်လားသားမိလားအဲ့တော့သားမိကြီးတော့မုဋ္ဌိတာမပွားနိုင်ဘူးဆိုတော့တစိမ့်ပို့ဆိုတော့တာဗောဘုရားတကယ်ဆိုကိုသားကုသိုလ်ကောင်းမှုလုပ်နေတာပဲအေးလုံငါသားကြီးလှုပ်နင်တို့ဖေးလဲကုသိုလ်ရတာဗောအေးကဲလှူဥစ္စာပစ္စည်းဆိုတာနောက်ရှာရင်ရတယ်တန်ခါဆိုတာကြုံခဲ့တယ်ပစ္စည်းတရားသာသနာသုံးပြဒုံလဘကြုံခဲ့သွားပစ္စည်းတွေဘလောက်ရှိတရားတရားတွေဘလောက်ပေါ်သာသနာတော်နဲ့အလူကံပုဂ္ဂိုလ်မကြုံရင်တို့ကြောင်းတဲ့ကကြောင်းမှဘယ်ဖြစ်မလဲကဲငါသားကြီးလှူဟဲ့လှူတာလဲအမေပြောအမေလှူဝလက်စားတွေရောင်းလှူမယ်ဒီလိုဆိုရင်မကောင်းဘူးလားအဲ့ဒီစိတ်ဓာတ်မျိုးမဝေးနိုင်ဘူးဘုရားအဲ့ဒီစိတ်ဓာတ်မျိုးမဝေးနိုင်မဲနဲ့အိမ်မောကနေစလိတ်တို့ကြီးထိုင်ခွာပြီးဟိုကတော့ကြောင်းကြီးဆောက်တယ်ဖွားခင်ပစ္စည်းတွေဖြုံးတီးနေတာဘယ်ကကိုတော်တွေမှမသိပဲနဲ့အဲ့ဒီလိုနဲ့ဘုရားတည်းအဲ့ဒီမှာဒကမာကြီးကအိတ်တန်တရားတွေပွားပြီးတော့နေတော့တော်ပြောဆိုဘုရားတိုင်ကြောင်းပြီးသွားပြီမပြီးသွားပြီလေကြောင်းပြီးသွားပြီးတဲ့အခါကျတော့အဲ့ဒီကြောင်းရည်စဲခြာပွဲမှာဘုရားတည်းဘာလုံတုံးဆိုတော့ဆွမ်းနေလူတဲ့သင်္ကန်းနေလူတဲ့ကြောင်းရည်စဲခြာပွဲအကြီးကျယ်ကျင်းပါလားအဲ့ဒီလိုကျင်းပနေတဲ့အချိန်မှာဒီဒကမာကြီးကဘာထပြောတော့ဆိုတော့ဧတံတေပရလောကသမိန်လောဟိတံဟောတုဥတ္တရဧတံထောယဟန်တို့ကိုမှရှင်မြတ်ဝတ်သင်္ကန်းနဲ့ကြောင်းစွမ်းစေပါအရေးပါသည်လေးပြသောပစ္စည်းသည်ပရလောကသမိန်တမလွန်လောကနောင်ဘဝ၌တေအဟုတ်ဖြင်းလာတဲ့သင်္သာဥတ္တရအားလောဟိတံနိထွေရဲ့သွေးတုံသွေးခဲ့သည်ဟောတုအမှန်စင်စစ်ဧကံဖြစ်ပါစေတည်းဘာလို့လိုက်တာတော့ဆိုအဖွားကြီးကကြိမ်ဆဲလိုက်တာဘုရားတိုက်ဘာလို့လိုက်တာကြိမ်ဆဲလိုက်တာဆွမ်းတယ်ငန်းကြောင်းစေ၄ပါးသောပစ္စည်းတွေလှူရည်သက်ချပွဲနေမှာသူကအဖိုးကြီးပစ္စည်းတွေကုန်တယ်ဆိုပြီးတော့အဲ့ဒီမှာဥတ္တရာတဲ့မင်းအခုလိုသင်္ကန်းတွေလှူဆွမ်းနေကကြောင်းနေဆောက်လှူတာတွေကကွယ်တဲ့အခုဖြင်းလာတဲ့သင်္သာဥတ္တရာအာလောဟိတံဏိထွေရဲ့သွေးတုံသွေးခဲ့သည်ဟောတုဖြစ်ပါစေနောင်ဘဝကြရင်မင်းဓာတွေများအကျိုးပေးမယ်ထင်သလားအေးဖို့လေကွယ်ငါသားရဲ့အကျိုးပေးရင်လည်းပဲလေသွေးတုံသွေးခဲတွေပဲမင်းအကျိုးပေးလိမ့်မယ်ဒါတွေကပေးပါစေတော်ဒီဥစ္စာတွေကခန္ဓာကိုယ်မှာသင်္ဃာတွေခန္ဓာကိုယ်မှာဝတ်တဲ့သင်္ကန်းတွေစားတဲ့ဆွန်တွေတောက်တော်ရည်တွေအဲ့ဒါတွေအလုံးကနောင်ဘဝမင်းအတွက်အဲ့ဒါသွေးတုံသွေးခဲတွေဖြစ်ပါစေတော်လို့အဲ့ဒီလိုကြိမ်ဆဲပြီးတော့ဘေးတိုင်ညကြတော့ဒီဘွားကြီးဘာစိတ်ကူးပေါက်တယ်လည်းမသိအဲ့ဒီကြောင်းရည်တဲ့ချဝဲလည်းမသွားဘူးမသွားပဲနဲ့အဲ့ဒါသူဘာစိတ်ကူးပေါက်တယ်လည်းမသိညကြတော့တခါကြီးလက်ထက်ကတော့ကြံခဲ့တယ်ဒေါင်းမိတဲ့ဗါတယ်လည်းဘေးတိုင်တခါကြီးကသူအမတ်ကြီးဆိုတော့ဟိုကလက်ဆောင်လာပေးဒီကလက်ဆောင်လာပေးနေရှိမှာပေါ့ဟိုဥချိုတွေနောက်တခါဘုန်းကြီးတို့ဒေါင်းမီတွေဟိုတုန်းကတော့ဒီဒေါင်းမီဆိုတာရက်တောင်လောက်တာများတယ်ဒေါင်းမီရဆိုပြီးတော့ဒေါင်းမီကိုခတ်တဲ့ရက်တောင်ပေါ့အဲ့ဒါရက်တောင်လောက်ဖို့လာပေးထားတယ်ထင်ပါတယ်အဲ့ဒါဒေါင်းမကြီးတစ်ခုသူတွေ့တော့အဘိုးကြီးလက်ထက်ကကြံခဲ့တဲ့ဒီဒေါင်းမကြီးကျောင်းမှာသွားပြီးတော့သွားချိတ်ထားလို့ရှိရင်တော့လှလှပပဖြစ်မှာပဲလို့အဲ့ဒါစိတ်ကူးပေါက်ပြီးတော့ပရိသတ်တောင်းမိသွားလှူတယ်တဲ့ဘာသွားလှူတယ်တဲ့လေ
အဲ့ဒါတောင်းဝင်ကြီးသွားလူသူ့ဘဝတစ်လျှောက်လုံးမှာအဲ့ဒါကုသိုလ်ကအဲ့ဒီတစ်ခုပဲရှိတယ်ဘုရားတိုင်းတောင်းမီလှူတဲ့ကုသိုလ်အဲ့ဒါတောင်းမီကြီးသွားလှူပြီးတော့ပြန်လာပြီးတော့တူတူပြောဆိုတတန်းကုံတဲ့အခါကျတော့အဲ့ဒီဘွားကြီးသေရောဥတ္တရမာတာဥတ္တရရဲ့အမေဒကမကြီးသေတဲ့အခါကျတော့ဘုရားတန်တည်းရဲ့ဘယ်မှာသွားပြီးတော့ဖြစ်တုံးဆိုလို့ရှိရင်ပိဋ္ဌာဘုံကိုရောက်သွားတယ်တဲ့ဘယ်ဘုံကိုရောက်သွားလဲတတကုံလို့သေတဲ့အခါကျတော့သားရဲ့ကုသိုလ်ကိုမုဒိတာမပွားနိုင်မဲ့ကျိန်ဆဲခဲ့တဲ့ကံကြောင့်ပိဋ္ဌာမကြီးဖြစ်တယ်တောင်းမီလှူဒန်းခဲ့တဲ့ကုသိုလ်ကံကြောင့်ပတုံးရောင်သပင်အရှေဟာပိုင်ဆိုင်ပြီးတော့သပင်ကောင်းတယ်တဲ့သပင်တရားလူတရားတဲ့ဘယ်လောက်တရားသပင်ကောင်းလို့ဆိုအဲ့ဒီသပင်နဲ့ဒုက္ခနာကိုပတ်ထားလို့ရတယ်ဘာဖြစ်လို့ပတ်ထားတာတော့ဆိုအဝတ်စားမရှိလို့ပိဋ္ဌာမဖြစ်ရတဲ့တဲ့ကိုအဝတ်စားကမရှိဘူးထမိန်လည်းမရှိဘူးအင်ကြီးလည်းမရှိဘူးကိုတုံးလုံးကြီးအဲ့ဒါဘယ်လိုလုပ်တော့ဆိုတော့သူတောင်းပြီးလှူခဲ့တဲ့ကုသိုလ်ကံကြောင့်ခန္ဓာကိုယ်ကသပင်တရားလူတရားဆိုတော့သပင်ကအုံသိပ်ကောင်းတော့အဲ့ဒီသပင်ကြီးနဲ့သူခန္ဓာကိုယ်ကြီးပါပြီးအဲ့ဒီလိုနေတာဘယင်းသားရဲ့သပင်တွေနဲ့အဆက်ကာယံဖုံးပြီးတော့နေတာသူကျိန်ဆဲခဲ့တဲ့အတိုင်းပဲလာပြီးအကုသိုလ်ကံကျိုးပြီးတော့ရေစာကောရေတောက်ခြင်းကောရေတောက်ခြင်းတဲ့အခါကျတော့ဂင်္ဂာမြစ်တွေ့ရောဂင်္ဂာမြစ်တွေ့တော့ရေလိုက်ရှာတာဂင်္ဂာမြစ်ကြီးတွေ့ဒီသွန်းသွင်းစီးနေအဲ့ဒါဂင်္ဂာမြစ်ကြီးတွေ့တော့ဂင်္ဂာမြစ်ဟာရေတွေအများကြီးအဝသောင်းမယ်ဆင်းလဲဆင်းသွားတော့ဘုရားသားရဲ့အဲ့ဒီဂင်္ဂာမြစ်ထဲကရေတွေဟာသွေးတွေဖြစ်ကုန်တယ်တဲ့ဘာတွေဖြစ်ကုန်တယ်သွေးတွေဖြစ်ကုန်နေတဲ့အဲ့ဒါနဲ့မတော့ရပဲနဲ့ပြန်တက်လာသူလည်းကုန်းတော့ကုန်းဘောကိုလည်းပြန်ရောက်ကမ်းဘောကိုပြန်ရောက်လှည့်ကြည့်တော့ဂင်္ဂာမြစ်ထဲကြည်ပြီးတော့စိမ့်နေတာဆင်းသွားလိုက်သွေးတွေဖြစ်နေလိုက်အဲ့ဒီလိုနဲ့ဘုရားတည်းမစားရမတော့ရပဲနဲ့နေလာလိုက်တာနှစ်ပေါင်းဘလောက်ကြာတော့ဆို55နှစ်ပေါင်းဘလောက်ကြာလဲအေးဒါကြောင့်မို့လို့ပုပ္ပေရှိကပြုခဲ့ကြသည့်ပါပအကျိုးထိုကံဆိုကြောင့်မိုးကြိုးကြရခံမိစွာကဲ့တန်တရာရှိတွန်ဘယ်မစွန့်မှုမျိုးဝန်နောက်မှာပကွက်ပါသို့ဖြစ်ရဘဝမှာလည်းမကွာတန်တဲ့ဖက်တဲ့အမြဲမကွဲတကွာလိုက်တာစွာရှင်မလီသတော်ဘုရားကြီးကမဂ္ဂဒေဝတဲ့ရေးခဲ့တာလောက်ခဲ့တဲ့ကံဆိုတာဘုရားတိုင်းနောက်ကထတ်ချမကွာလိုက်တယ်တဲ့ထတ်ချမကွာလိုက်သလားမလိုက်ဘူးလားထတ်ချမကွာလိုက်တယ်ရေစားတိုင်းဂင်္ဂာမြေကန္နာကိုရောက်လာတယ်တောက်တိုင်းဘုရားတိုင်းသွေးတွေဖြစ်နေတယ်အဲ့ဒီသွေးတွေဆိုသူမတော့ဘူးပြန်သွားငတ်လိုက်တဲ့ရေမသေးဘူးကံကတားတာတော့မသေးဘူးအဲ့ဒါဘလောက်ကြာတော့ဆိုဘုရားတိုင်းနှစ်ပေါင်း55နှစ်ပေါင်းဘလောက်လဲနှစ်ပေါင်း55နှစ်တနေ့တော့ဘုရားတိုင်းအဲ့ဒီဂင်္ဂာမြေကန္နာကိုယဟန်တော်တစ်ပါးရောက်လာတယ်တဲ့ဘွဲတော်ကကင်ခာယေဝတတဲ့ဘွဲတော်ကဘယ်သူတဲ့လဲကင်ခာယေဝတလို့အမည်ရတဲ့ကိုတော်တော်ဝန်ကြွတော်မူလာအဲ့ဒီဂင်္ဂာမြေကန္နာသတဲ့သုံးပိဋ္ဌာမကြီးဘုရားတည်းအဲ့ဒီမှာရောက်လာပြီးတော့ရေဆင်းတောက်ပြန်တဲ့သွေးတွေဖြစ်တယ်အဲ့တော့ကဲငါစွမ်းအားနဲ့ငါတော့ဘယ်နဲ့မှရေတောက်လို့မရဘူးအဲ့ဒါဒီမှာဘုန်းကြီးတစ်ပါးတွေ့တယ်55နှစ်လုံးနေလာတာအခုမှတန်ဃာတော်မဖူးရတယ်အဲ့တော့ဒီတန်ဃာထမ်းမှာအကူကြီးတောက်မှာပဲလို့ပင်စာပါဏတဝတ္တနိယတောကလင်္ကတောအဟံနာဘိဇာနမိဗုဒ္ဓံဝါပိတံဝါပါဏပါဏိယံဒေဟိတုံပါဏိယံဗန္နေတတိတာပါဏိယာယမေဗန္နေသီလပြလအောင်ရှင်သူများဖယားအာမစေမဆာအမမိုက်လာတပိတော်မသည်ရာတော်အကျဉ်အခါ၌ကာလင်္ကတာဇီဝိပြကျွေစုတည်ပြီးတုံပိဋ္ဌာဘုံသို့ရောက်ပါ၏တတောပတ္ထယထိုစုတည်ပြီးတုံပိဋ္ဌာဘုံသို့ရောက်သည့်အခါမှစ၍ပင်စပါဏတာဝတ္တနိယနေ့အထိတွက်ကြည့်စေစစ်55နှစ်တို့ကာလပတ်လုံးဘောဇနစားတော်ဘုရားဘောဇင်စာကိုဗုဒ္ဓံဝါအခါတတစာအပ်သည်၎င်းတခါတထစာအပ်သည်၎င်းပါဏိယံအစာပြောက်ပြေတောက်ဆရာရေကိုဗိတံဝပါဏ10ပေါက်တောက်အပ်သည်ကို၎င်းနာဘိဇာနာမိတဲ့တပိတော်ဘဝမှာလုံးဝမရခဲ့ဘူးပါဖယားဗန္နေသီလသမရှိညာအိုရှင်သူများဖယားအန်ရှင်ရဲ့ကြည်လာတပိတော်မသည်
တတိတာမွတ်တိခါကရေစာလှပါသည်ဖယားပါဏိယယအစာပြောက်ပြေတောက်เสียရေလုံးငါအစာပြောက်ပြေတောက်เสียရေလုံးငါအာဟိန္တံတရားဟောတိတိအနံ့လဲလေကမေတ္တိတော်မအတွန်ရှင်ဖယားသည်ပါဏိယအစာပြောက်ပြေတောက်เสียရေကိုဒေဟိကမပေကူ၍ပေးစွန်တော်မူလိုက်ပါဖယားကျောင်းပေါ်ကိုတက်သွားပြီးတော့ဘုရားသားရေတက်တောင်းတာတပည့်တော်ဘုရားတဲ့55နှစ်လုံးလို့ရေလဲတစ်ပေါက်လေးမှမတောက်ရအစားလဲမစားရအဲ့တော့တပည့်တော်ကိုသနာရင်ရှင်ဘုရားရေလေးတစ်ပေါက်လောက်တိုက်ပါတဲ့ကဲဘုရားသားရေအဲ့ဒါလေးလိုက်ဆိုကြည်စားမှသားမောင်လှူတာမုဒိတာမပွားလို့ဗိဒ္ဓဘုံသာဖြစ်ရတယ်ရေစာနေတာ55နှစ်ကင်းကမြေထဲဆင်းမိတယ်တောက်ဝဲကြံကပြေကသွားတော့သွေးတွေအများဖြစ်ပြန်နေရေစာနေညာတပည့်တော်အားရှင်ဘုရားကဲ့တင်တယ်ဧဒါကဥဒ္ဒရာမာတလျှောက်ပြနေပါတယ်တာမောင်လှူတာမုဒိတာမပွားလို့ဗိဒ္ဓဘုံသာဖြစ်ရတယ်ရေစာနေတာ55နှစ်ကင်းကမြေထဲဆင်းမိတယ်တောက်မဲ့ကြံကပြေကသွားတော့သွေးတွေအများဖြစ်ပြန်နေရေစာနေညာတပည့်တော်အားရှင်ဘုရားကဲ့တင်တဲ့ဧဒါကဥဒ္ဒရာမာတလျှောက်ပြနေပါတယ်ကြောင်းပေါ်တည်ပြီးတော့သူ့ဘဝဇလန်းလေးပြန်လျှောက်တော့ကိခာယေဝဒမထေသူမြတ်ကအယံတိတောဓိကဂင်္ဂါခိမဝန္တာတောတန္တတိဘိဝဧတောကေတဝနာကိမ္မံယာစတိပါဏိယံပေတိမကောင်းမှုကြောဝင်ရောက်တိုး၍ကိုကြိုးနေရဟဲ့ပိတ္တာမာဧတောဤယခုညွန်ပြဤဂင်္ဂါမြစ်ထဲမှာကဟေတဝနာလိုသလောက်ပင်ယူ၍ပိဝအစာပြောက်ပြေတောက်ပါလေလောကိအဘေကြောင်းကြောင့်မငါကိုပါဏိယအစာပြောက်ပြေတောက်ရန်ရေကိုယာစတိကြံဉဏ်ဗံပံပူပန်တန်တာတောင်းပါတောင်းတ၍နေပါသလဲလောအဝေါစာကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါပေတည်းဒကမကြီးတဲ့အလုံးမကြီးလို့ကြဘုန်းကြီးလာပြီးတော့ဟောမှာခင်းငံမကြီးတဲ့ကွာကိုခတ်တော့ပါလားဆိုတော့တောက်လို့မရဘူးခင်ဗျာမဖြစ်လို့လဲတပည့်တော်သွားတောက်ရင်သွေးတွေဖြစ်တယ်ဘာဖြစ်လို့သွေးတွေဖြစ်လဲတပည့်တော်ကြိမ်သေးခဲ့လို့အဲ့တော့ရှင်ယေဝဒကတနာသွားတယ်ရှင်ကိခာယေဝဒကတနာသွားတော့မှကဲဒကမကြီးဒီလိုရေခွက်နဲ့ခတ်တိုက်လို့ကတော့မရဘူးဒီလိုရေခွက်နဲ့ခတ်တိုက်လို့ကတော့မရဘူးရေလှူပြီးတော့အမျှဝေရမယ်တဲ့ဘာလို့ပြီးတော့အမျှဝေရမယ်ရေလှူပြီးတော့အမျှဝေရမယ်အဲ့ဒီတော့ဒကမကြီးခက်တာခဏသိခံပြီးတော့စောင့်ပါဦးဦးဇင်းတဘာဘာရှာပါရသေးဦးနေပါဦးဒကမကြီးရဲ့ခဏလေးစောင့်အောင်ကံအားလျော်စွာပဲပရိသတ်ငေးငံမြေဟိုဘက်ကန်းကနေဒီဘက်ကန်းလှေကလေးနဲ့သင်္ဃာတော်ဘာကူလာဟာအတော်ပဲဒကမကြီးဟိုမှာသံဃာတော်ဘာတွေ့ပြီဒကမကြီးဘယ်မှမသွားတယ်နဲ့ခဏစောင့်နေနော်တင်မဖေရငေးငံမြေထဲကရေခပြီးတော့အဲ့ဒီမှာဟိုတော်လည်းလေဘောကရှင်နေစဉ်ကရှင်မရရတော်မူပါဦးဗျာသင်္ခါယေဝတ္တကဘာလဲကိုတော့တပည့်တော်ရေလူခြင်းလို့အတော်ပဲတပည့်တော်လည်းရေစားနေတာမြစ်ထဲကူးလာတာဗျာ
ကင်္ဂမြကြီးကလည်းအကျယ်ကြီးနေပူပူကြီးဗျာအတော်ပဲရေစားနေတာပိတ်ကိုတော့အဲ့ဒါအာဂန္ဓုခရီးသွားကိုတော့လေဘောကဆင်းချင်းပရိသတ်ရေအလူခံတယ်ကင်္ခာယေဝတမထေသူမြတ်ကရေလှူတယ်ရေလှူလို့ပြီးတဲ့အခါကျတော့မှဟိုပိဋ္ဌာမကြီးကိုဒကမာကြီးတွေ့ကြီးမှန်းပြီးတော့ဟောဒီအာဂန္ဓုကိုတော့သောက်တော်ရေလှူပြီးပြီအဲ့ဒီသောက်တော်ရေလှူရတဲ့ကုသိုလ်ကိုဒကမာကြီးသာဓုခေါ်ပါအမြလို့အမြသုံးချိန်ဝေတော့မှပိဋ္ဌာမကြီးကဘိသိုက်သာဓုအကြီးကျယ်ခေါ်အဲ့တော့သူ့နာမှာသောက်เสียရေတွေရတာကိုယ့်အကိုယူပြီးသောက်အာရပါရအမလီ55နှစ်ရေငတ်နေတယ်အခုမှရေဝသောက်ရတယ်ရေသောက်လို့မိတဲ့အခါကျတော့မှစားเสียလည်းမရှိပါဗျာစားเสียမရှိတော့တယ်ခဏစားအောင်တော့အခုတော့ချိန်မရှိတော့ဘူးနှစ်ပြန်တော့ဆွမ်းခံထွက်မယ်ဆွမ်းခံထွက်ပြီးတော့ရတဲ့ဆွမ်းကိုတန်ခါကိုလှူပေးမယ်အဲ့ဒီဆွမ်းဒါနကိုဒကမာကြီးသာဓုခေါ်ပါနောက်နေ့ကျတော့ဆွမ်းခံသွားမျိုးတဲ့ကိုရောတော်ဘာတွေဆွမ်းလှူခဲ့ရောက်လာတဲ့အခါမှာအမြဝေသာဓုခေါ်ပိဋ္ဌာမကြီးစားเสียရသွားတယ်နောက်တော့ပရိသတ်ရင်သင်္ကန်းလှူပေးရတော့မယ်သင်္ကန်းလှူရမယ်ဆိုဝိဇ္ဇာမရှိဘူးသင်္ကန်းလှူရမယ်ဆိုတော့ဟိုဘုရားလက်ထက်ကသင်္ကန်းကတော်တော်ရှားတာပဲအခုလိုချုပ်ပြီးသားမှမရှိတော့အဲ့တော့ဘယ်လိုလုပ်လဲနေစွန်းစားပြီးတော့ကင်္ခာယေဝတမထေသူမြတ်ကဘယ်သွားတော့ဆိုတော့အဲ့ဒီမှာအမိုက်ပုံကြိုအမိုက်ပုံညာသွားပြီးတော့ဘာလုပ်တယ်လဲအမိုက်ပုံကိုဖြဲရှာဒုတ်တွေနဲ့ဟိုထိုးတီထိုးအဲ့ဒီမှာတွေ့တဲ့အဝိဇ္ဇာတွေဆွဲထုတ်ပြီးတော့ကြောင်ရောက်တော့လျှော်ဖို့လှမ်းသင်္ကန်းချုပ်တဲ့အခါမှာဘုရားလက်ထက်ကတော့ပိဿာပဲလူကြတာဟုတ်ပိဿာလူတော့ပိဿာတွေကိုအဲ့တော့ဘုန်းကြီးတို့ပရိခေယ၈ပါးထဲမှာအရှိနဲ့အဆိုတာပါတယ်ပါလားမပါဘူးလားအခုတော့အရှိနဲ့အလည်းအဖြစ်ပဲထဲတယ်ဘုန်းကြီးလည်းအရှိနဲ့ကသုံးကုန်သုံးတော့ဘာလို့သင်္ကန်းကချုပ်ပြီးသားအစဉ်သင်းဖြစ်နေတာပရိခေယ၈ပါးကလည်းပဲအရှိနဲ့အတော့ပါတယ်သို့သောအရှိနဲ့အကတော့သပိတ်တဲ့ဒီတိုင်းမသုံးကြဘူးဘာဖြစ်လို့လဲဆိုတော့သုံးစရာလည်းမလိုဘူးသင်္ကန်းတွေကချုပ်ပြီးသားသင်္ကန်းပြဲတော့လည်းပဲကိုဆုံးခိုင်းတက္ကတော်မတွေရှိတော့ဟာဥစဉ်သင်္ကန်းလေးပြဲသွားလို့တက္ကမကြီးရဲ့ဆက်လေးနဲ့နင်းပေးပါဆိုတော့ဒီအရှိနဲ့အကပရိခေယ၈ပါးထဲမှာကပါယုံနေပါတော့တာအသုံးတိတ်မတည့်ဘူးဖြစ်တယ်ဘုရားလက်ထက်ကတော့အသုံးတဲ့လို့မြတ်စွာဘုရားကယဟန်တော်မြတ်ပရိခေယ၈ပါးထဲမှာအရှိနဲ့အမဖြစ်မနေထဲအဲ့ဒါထည့်ပေးရတယ်အဲ့ဒါတို့ပြောဆိုဘုရားသားအရှိနဲ့အနဲ့တခါတည်းရှာပြီးတော့အမိုက်ပုံညိုမိုက်ပုံညာတဲ့ကတွားဖြဲပြီးတော့ကောက်လာတဲ့ပိဿာတွေကိုဘာလို့သလဲသင်္ကန်းချုပ်တယ်တဲ့ဘာလို့သလဲသင်္ကန်းချုပ်ပြီးတော့အဲ့ဒါသံဃာတော်ဘာပင်ပြီးတော့သင်္ကန်းလှူပါတယ်သင်္ကန်းလှူပြီးတော့အဲ့ဒီကုသိုလ်ကိုပိဋ္ဌာမကိုမြဝေတယ်ပိဋ္ဌာမကြီးအမြဝေသာဓုခေါ်ပြီးတော့ပေတတ်တေအဲ့ဒီမှာကျွတ်သွားတယ်တဲ့ဒါကြောင့်သေတဲ့ပုဂ္ဂိုလ်များအတွက်ရည်မှန်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်ရင်ဘုရားသားမှတ်ထားအိမ်မှာဘသူပဲသေးသေးအမေသေးသေးအဖေသေးသေးမောင်လေးသေးသေးအကိုသေးသေးညီမသေးသေးအမသေးသေးဘသူသေးသေးဘုန်းကြီးတရားဝဲတိုင်းထည့်ပြောတယ်အလွယ်လုပ်တယ်စာအိတ်လေးနဲ့ထည့်ပတ်စံလေးနဝကမ္မပါဗျာဘုန်းကြီးကတော့ဝတ္ထုရလေးပို့ကြိုက်လေသုံးကျင်တော့သုံးရတော့အဲ့ဒီရက်လေတွေပါတွေကဒီတရဏဂုံတင်တဲ့နေ့ကအရေးကြီးဆုံးအချိန်ပဲဘာလို့ရမလဲသင်္ကန်းပါပြီသည်တစုံမတတ်နိုင်သင်မိုင်းတစ်ထဲပါဒီလိုလုပ်ပေးရမယ်လှူကိုလှူရတောက်ရည်လှူအခုရေသားနေပေါ်မှာပေါ့ရေသားတမင်းချတာရှိမှာထည့်ပေးလိုက်ကြောင်းကိုရေပလက်ပါမယ်ဆွမ်းပါမယ်တပိတ်ယူလာပါဖေရဆွမ်းဟင်းကြယူလာပါဖေရတပိတ်တဲ့ဆွမ်းတဲ့ဆွမ်းဟင်းကြတဲ့ဆွမ်းဟင်းတဲ့သင်္ကန်းထီဖဏရပြည့်စုံလှူပေးလိုက်ဒီပင်ဟာတွေကိုလျှော့ဒါကသေသွားတဲ့ပုဂ္ဂိုလ်တွေရည်မှန်းပြီးတော့လှူတဲ့ဥစ္စာပြည့်စုံလှူအရေးကြီးလားမကြီးဘူးလားအဲ့ဒါအရေးကြီးဆုံးချက်ပဲဘုရားသားရဲ့အဲ့ဒါလေးမမေ့နဲ့ဒီပင်ဟာတွေတော့လှူကျင်တာလှူလေးအဲ့ဒီအဓိကထားပြောကျင်တာကဒီတရဏဂုံတင်တဲ့နေ့မှာလှူနိုင်ရင်လှူမလှူနိုင်ရက်လေတဲ့နေ့ပါပေးသေးဘယ်နေ့ပါပေးသေးအဲ့ဒါသင်္ကန်းပါပေးသေးထီပါပေးသေးဖဏပါပေးသေးရေတန့်တပလင်းပါပေးသေးရေတန့်တပလင်းကဘာလို့ဖို့လဲရေကြောက်လဲပေါ်တာပဲမဆိုင်ဘူးဒီနေ့သူ့အတွက်ကြီးမှန်းပြီးတော့မှသေကံလေးမှာပိဋ္ဌာများဖြစ်သွားလားဆွဲလန်းပြီးတော့ဖြစ်သွားရင်ငါအမေရင်ငတ်နေလိမ့်မယ်ပုထုဇဉ်ဆိုတာပြောမဖြစ်ဘူးလေဆွဲမိဆွဲရဆွဲထင်မိထင်ရထင်ဖြစ်မိဖြစ်ရဖြစ်တာကိုအရိယာမမဟုတ်ဘဲနဲ့ဘူးဒါကကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာကြံတဲ့ပုဂ္ဂိုလ်တွေအရေးကြီးလားမကြီးဘူးလား
အခုကင်္ခာယေဝတမထေရဘာမှမတော်ဘူးဒီကမာကြီးတဲ့သို့တော့သူစိတ်ထဲမှာလဲတဏှာတာကရုဏာစိတ်ဒီပိဋ္ဌာမကြီးဒုက္ခရောက်နေတယ်ငါတော့လှူပေးမှာပဲဆိုပြီးတော့အဲ့ဒါဘာမှမတော်တော့အမိုက်ပုံနဲ့သွားပြီးတော့တွေ့တဲ့ပိဿာဆွဲသင်္ကန်းချုပ်ပြီးတော့လှူပေးသေးတယ်အဲ့တော့ဒီမှာသင်္ကန်းချုပ်ပြီးသားအစဉ်သင်းသွားပြုတ်ဝယ်မရဘူးလားရအဲ့ဒါပါပေးသေးပေါ့တစုံမပါတော့သင်းမိုင်လေးတစ်ထဲတော့ထဲ့လူပေါ့အလွယ်မလုံးနဲ့ပိဿာကြီးဟိုမှာဒုက္ခရောက်နေလားမသိဘယ်လိုမှမသိတော့ဒီကုသိုလ်ကပြည့်ပြည့်စုံစုံလှုပ်ပေးဖို့လို့ဒါပြောတယ်အဲ့ဒီတော့မှဗန်းနေသီလသမရှိညာရှင်သူမြဘုရားအဟံဆင်းရဲကြည်လာတပိတော်မှာသည်တတိတာမွတ်သိခါခါရေစားလာပါသည်ဗျာပါဏိယာယအစာပြောက်ပြီးတောက်စရာရေလုံးကအာဟိရိယတရားဟောဒီလဲ့လဲ့သောမေဒုက္ခကြီးမှတပိတော်မှာတော်ရှင်ဘုရားသည်ပါဏိယအစာပြောက်ပြီးတောက်တော်ရောဒီကဲမှာပေးပါတောင်းခဲ့တာတွေအလုံးဟာဘုရားတပိတော်အခုချိန်မှာရှင်မယားကုသိုလ်ကောင်းမှုလုပ်ပေးလို့ရပါပြီဘုရားတဲ့ကိုထင်ရှားလာပြတယ်တဲ့ဘာလို့လဲဘုရားရဲ့ကိုထင်ရှားပြတော့မှအဲ့ဒီမှာကင်္ခာယေဝတမထေသူများကလည်းပဲဟဲ့ငါလုပ်တဲ့ကုသိုလ်ဒီတက္ကမကြီးရသွားပြီလို့ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ဘုရားရဲ့အဲ့ဒါကြောင့်မို့လို့ဒီနေ့ညတရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ဟိုပိဋ္ဌာမကြီးလည်းကျွတ်လို့ပြီးတော့သွားပြီအဲ့ဒါဒီနေရာလေးမှာအဓိကပြောချင်တာကမုဋိတာတရားဘာတရားလဲမုဋိတာတရားမပွားနိုင်ပဲနဲ့အိတ်တာတရားပွားခဲ့တဲ့ဒကမာကြီးဟာဒုက္ခရောက်သလားမရောက်ဘူးလားဒုက္ခရောက်သွားပုံကိုကြည့်ပြီးတော့လောကမှာဘုရားသားကိုယ်ထက်သာတဲ့လူတွေတွေ့ရင်သူတို့စားနိုင်တယ်တောက်နိုင်တယ်ဝတ်နိုင်တယ်လှူနိုင်တယ်တန်းနိုင်တယ်ဆိုရင်မုဋိတာပွားပါဘာပွားရမလဲမုဋိတာတရားမပွားနိုင်ဘူးဆိုပိဋ္ဌာဘုံသားဖြစ်တတ်တယ်ဘာဖြစ်တာလဲပိဋ္ဌာဘုံသားဖြစ်တတ်တယ်ပိဋ္ဌာဘဝရောက်မှညီမနေနဲ့ဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေ့ရင်ဝမ်းမြောက်ဝမ်းသာသာဓုခေါ်မုဋိတာတရားပွားအခုသားအမိချင်းတော်မှာမုဋိတာတရားမပွားနိုင်လို့ပိဋ္ဌာဘုံသားဖြစ်သွားတဲ့ဝိတ္ထုဇာတ်ကြောင်းကိုဒီနေ့ညပုံညကာရီဆောလောင်းအောင်ပွဲဓမ္မသဘင်မှာဘုန်းကြီးတို့ခေါ်တယ်အဲ့ဒါနဲ့ဆက်နွယ်ပြီးတော့ညီညွတ်ခြင်းအစမုဋိတာကလို့ရှိပညာရှိကြီးများပြောခဲ့တဲ့စကားကိုကင်ပြီးတော့ဘာသာရေးသာသနာရေးကိုဆောင်ရွက်တဲ့နေရာမှာလည်းပဲမုဋိတာတရားပွားနိုင်ကြပါစေကိုယ့်ထက်သာတဲ့လူတွေ့ရင်ပစံပဲသာသာပညာပဲသာသာလုပ်ရည်ကိုင်ရည်ပဲသာသာတို့အသင်းထဲမှာသူရှိနေတာကောင်းတယ်ဟဲ့ဒီပုဂ္ဂိုလ်ကြီးရှိတာကောင်းတယ်ဟဲ့မုဋိတာပွားပြည့်စုံကြွယ်ဝနေတဲ့ပုဂ္ဂိုလ်ကလည်းပဲကိုယ့်ထက်နှိမ့်ကြနေတဲ့လူကိုတွေ့ရင်ကရုဏာပွားပါဘာပွားရမလဲသူရှိကံမကောင်းခဲ့လို့ဆင်းရဲနေပါလားသူရှိကံမကောင်းခဲ့လို့ပညာမတတ်ပါလားလို့တဏှာစရာကောင်းပါလားလို့အဲ့ဒီလိုမုဋိတာတရားပွားမယ်နောက်တစ်ခုကခန္တီတရားဘာတရားလဲမဟာဘုံနာမထေသူများကဲ့သို့ခန္တီတရားလက်ကင်ထားရင်ပိဋကဘာသာသာသနာရေးဆောင်ရွက်တဲ့နေရာမှာအဲ့ဒါအောက်မြင်ပါတယ်ဆိုတဲ့အကြောင်းဒါလေးကတော့ဘုန်းကြီးထည့်ပြောသွားတာအဓိကပြောချင်တာကတော့မုဋိတာပွားဘာပွားရမလဲမြတ်စွာဘုရားရဲ့သာသနာတော်ကြီးအရှိခန့်တည်တံ့ဖို့လို့ဥဒ္ဒါမျိုးသေးခုနှစ်ရပ်ကွယ်မှာပုံညကာရီဆောလောင်းသိန်းကြီးတည်ထောင်ပြီးတော့ဝါတွင်ဆောလောင်းအောင်ပွဲနော်တဝါတွင်လုံးအဲ့ဒါစီစီလုံးလုံးညှင်းညွတ်ပြီးဒီအသင်းကြီးခဏတဲ့တိုင်အောင်မပြတ်စီသေးပဲနဲ့သာသနာပြုကုသိုလ်ကောင်းမှုတွေလုပ်နိုင်ကြတာဟာမုဋိတာပွားလို့ကရုဏာထားလို့ခန္တီတရားလက်ကင်ထားလို့ဒီအသင်းကြီးတည်တံ့နေတယ်ခိုင်မြဲနေတယ်လို့အဲ့ဒီလိုခံယူပြီးတော့ဒီအသင်းကြီးရှေ့ဆက်ပြီးတော့တည်တံ့ဖို့လို့ခိုင်မြဲဖို့လို့ဘုရားမြတ်စွာသာသနာတော်ကြီးမကွဲမပြောက်မချင်းဒီအသင်းကြီးလည်းမကွဲမပြောက်ပါစေနဲ့ဆိုတဲ့ဆန္ဒဖြင့်ဘေးတရေဓမ္မကဗျာလေးတစ်ပုဒ်ဆို၍တရားဝဲသိမ့်လိုက်ကြဆိုလိုက်ဆိုပါဗုဒ္ဓသာသနာနေလို့လင်းမို့ဘာသာသင်တို့ဆောင်ရွက်နေအသင်းဆိုရလူတွေများတော့ခန္တီတရားတော်လိုအပ်ပေတိမခနိုင်လျင်ထိုအသင်းမှာလူတွေချင်းချင်းမညီညွတ်ပေ
မငြိညွတ်လျင်ထိုအသင်းမှာအချိန်တိုတွင်ပျက်စီးမလေကိုယ်ထက်သာသူအသင်းမှာတွေ့ကဝန္တာရင်းနဲ့ကြိုသင့်ပြီဒီလိုကြိုမအသင်းကကာလရှည်ကြာတည်တံ့နိုင်ပေမှာဗုဒ္ဓသာသနာနေလိုလင်းဖို့ဘာသာသင်တို့ဆောင်ရွက်နေအသင်းဆိုတာလူတွေများတော့ခန္တီတရားတော်လိုအပ်ပေတိမခံနိုင်လျင်ထိုအသင်းမှာလူတွေချင်းချင်းမညီညွတ်ပေမညီညွတ်လျင်ထိုအသင်းမှာအချိန်တိုတွင်ပျက်စီးမလေကိုယ်ထက်သာသူအသင်းမှာတွေ့ကဝန္တာခြင်းနဲ့ကြိုသင့်ပေဒီလိုကြိုမအသင်းကကာလရှည်ကြာတည်တံ့နိုင်ပေမှာဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာခိစ္ဆာပါတိတောဒေနာသဗ္ဗေဒုက္ခယံတုဇနာအိဋ္ဌသမေငိနောဗုဒ္ဓေနာအရဟံတဆုတယံဟူကိုင်းတုနိုင်မမြင်ဂေါတမဘုရားရှင်သည်အာခိစ္ဆာပါတိတောထံကတိုင်းပယပြပြသာသာထိကရွဆိုရေဟောကြားအပ်သောအယံဓမ္မောဥတ္တရမာတာပေတဝတ္ထုလိုခေါ်ဆိုအပ်တဲ့အိတ်သာစိတ်ထားလို့ပိတ္တာဘုံသာဖြစ်ခဲ့သူလို့အမိပေးထားတဲ့ဓမ္မကထာဒေသနာတော်မြတ်ကိုမေမယံငါသည်ဒေတိတော်ဒုဒကဒကမတွေသိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီဒေနထို့သောရှိမှုဓမ္မဒါနဓမ္မသဝနာဘာဝနာမယံပုံညကရိယာကုသိုလ်ထူးကြောင့်တပည့်ကျွေးမဲ့ဥဒ္ဒုံလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်အိဋ္ဌသမင်ခိနောမိမိတို့အတိအလိုရှိအပ်တောင်းတအပ်သောအိဋ္ဌမင်္ဂလာကျက်တည်းဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယန္တုယနေ့ကစနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရှင်လန်း၍ကြံကြံမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း